ဒီဗီဒီယိုလေးကတော့ Vietnam Ho Chi Minh မြို့ရဲ့ night life ဘယ်လောက်မိုက်လဲဆိုတာကိုပြောပြပေးတော့မှာဖြစ်ပါတယ်ကဲအားလုံးပဲစလိုက်ကြရအောင်မနက်ပိုင်းလေးမှာတော့ကျွန်တော်ဟိုချီမင်းမျိုးကပင့်ချက်ဆိုတဲ့ပန်းရောင်ဖျားချောင်းလေးကိုအရင်သွားခဲ့ပါတယ်အဲ့နောက်မှာတော့ post office စာတိုက်ကိုတွားပြီးတော့လေ့လာခဲ့ပါတယ် You can actually buy postcards and you can still send it. It actually still works. Yeah. post office အတွင်းပိုင်းထဲမှာလာရောက်လေ့လာရဲ့ foreigner ရောအများကြီးပဲပေါ့နော်ပြီးတော့ဈေးရောက်နေလက်ဆောင်ပစ္စည်းကောင်တာလေးတွေရှိပါတယ်ကျွန်တော်ကြိုက်ဆုံးလေးရောဂျာလေးပါပဲသူကချင်းကျိုးလေးနဲ့အယုတ်လေးလောက်ထားတာပါစိတ်ပါရင်စာပါတစ်ခါရေးပြီးတော့ပို့လို့ရပါတယ်ဒီမှာလဲလာရောက်လေပတ်တဲ့လူတွေကအဲ့လိုမျိုးကိုယ့်စာကိုရေးပြီးတော့ကိုယ့်လိပ်စာကိုထည့်ပြီးတော့ပို့နေကြရပေါ့နော်အမှတ်တရပေါ့ဗျာchange They actually ပြီးတော့ coffee ဆိုင်တွေစားသောက်ဆိုင်တွေအများကြီးရှိတဲ့ cafe apartment ကိုတွားပါတယ်ပြီးတော့ Boat Street ကိုတွားဆက်စုခဲ့ပါသေးတယ်ကဲအကြိုက်ဆုံးဆိုင်တွေ့ပါပြီကျွန်တော်အရှိက One Piece Blind Box video ထဲမှာကျွန်တော်ပြခဲ့တယ် One Piece calendar လေးကဒီဆိုင်မှာတွေ့ခဲ့ရပါထားကြည့်ပြီရှုံးမJujutsu Kaisen One Piece calendar ဘာရင်ကောင်းလဲ One Piece ပဲပေါ့အကုန်လုံးလေဒါကုန်ယူရမှာ One Piece ပဲပေါ့ calendar ပြတ်ခဲ့တယ်တော့ကျွန်တော်ထပ်ပြီးတော့အထဲမှာကြည့်ရလောက်သူက anime ပစ္စည်းအစုံလင်ရှိပါတယ်မန်ဂါတွေလည်းရှိတယ်ပြီးတော့ anime collection တွေအများကြီးပဲရှိပါတယ် anime နဲ့ပတ်သက်တဲ့ပစ္စည်းတွေတော်တော်စုံတဲ့ဆိုင်ပါ3 follow နဲ့ Oh my god အနောက်တို့တွေပါကျွန်တော်နောက်တို့သူပြန်နေလို့ရေးထားတော့တိတ်တော့နားမလဲမန်ဂါပေါ့နော်Naruto ဒါ Naruto kit မိုက်တယ်ဟာ One Piece ကပြောင်းဘယ်နာရောက် One Piece ဂျားရတချို့ဟာရအောင်ကျွန်တော်မထည့်တော့ပါဘူးဗီဒီယိုရန်ရှည်သွားမှာဆိုလို့ပါဒီဗီဒီယိုကဟိုချီမင်မြို့ရဲ့ night life အကြောင်းဆိုတော့ညဘက်ကိုပဲကျွန်တော်ခုန်ကူးလိုက်ရအောင်ပထမဆုံးအနေနဲ့ဟိုချီမင်မှာနာမည်ကြီးတဲ့ဝက်ဝွန်ကော်ဖီဆိုင်လေးကိုတွားခဲ့ပါတယ်အမှကလုံးဝဝက်ဝွန်ရုပ်တွေအများကြီးအပြည့်ချိတ်ထားပါတယ်မီလို့ခေါ်ရဲ့ကာဖေဆိုင်လေးပါဒီကားလေးကတော့ City Tour လို့ခေါ်ရဗျသူကဟိုချီမင်တစ်မြို့လုံးကိုအနှံ့ပတ်တဲ့ကားလေးပါအပေါ်ဓာတ်ကတော့အမိုးပွင့်ပေါ့ဗျာကျွန်တော်ကဟိုချီမင်မှာ၄ရက်နေခဲ့တာဆိုတော့တော်တော်နှမ်းခဲ့တယ်ဆိုပေမဲ့ဒီလို file လေးကိုခန်းစားခြင်းလို့အမိုးပွင့်ကားလေးနဲ့စီးပြီးတော့မြို့တစ်ပတ်ပတ်ဖို့လက်မှတ်ဖြတ်ခဲ့ပါတယ်ဘယ်နားထိုင်ကျင်လဲဟဲ့ဘယ်နားထိုင်ကျင်လဲ Sit down, please. Many people will go. ဒီမှာထိုင်မနောက်မှာထိုင်မလား How many people? Five. နောက်မှာပေါ့ မကြခင်ပါပဲမြို့ပတ်ကားကြီးစထွက်ပါပြီဗျာမိနစ်40လောက်တော့ကြာမယ်30လားဒီတခုခုနဲ့ဒီ point နေရင်ဆက်ရပါရဲ့စိတ်ရင်ပြန်ထွက်ပါမယ်
ကျွန်တော်ဗီယက်နမ်ဟိုချီမင်းခေါ်ဆိုင်ကွန်ရဲ့ညာဘက် nice city လေးပဲဖြစ်ပါတယ်အရှင်ကားရဲမှာရဲအိုးရှေ့က risk ကိုဖြတ်ချရပါမယ်ဗျာတော့မလေးပုံစံဟောလိုက်တော့ကွာဟိုကလေးညာစေးရနေလို့နော်ဝူးโอ้ရှေ့မှာအပန်းရှာတာဝိုင်းပါအပန်းရှာတာပါပါအားရမဲ့အပန်းရှာတာဝိုင်းဒါပုံစံသူနည်းနည်းလောက်ထားတာပေါ့နော်အပန်းရှာတာဝါနဲ့ဒီအစာဦးရရောဘာလည်းမသိပါဘူးဟိုးရှေ့မှာကတော့ဒီဝီယာအတွက်စက်ပြင်စင်ရေးလုပ်နေကြတာဖြစ်ပါတယ်ဟယ်လီကော်ပတာရဲ့ပါဆန်ကဲပြီးပါပြီဟောရေးကားရက်ပြီဆိုတော့ပြန်ဆင်းမယ်ပေါ့နော်နောက်တစ်မှတ်တိုင်ကတော့ဘိုင်းတတိတိုင်းရှိနေတယ်ဟိုချီမင်း walking street ချိုင်းမှာတုန်းကတော့ဆိုရအဲ့လိုမျိုးသူဆိုင်နေရဲလာထိုင်အောင်လို့စွဲကြတာပေါ့ဒီမှာကျတော့ဝိတ်တာရဆိုရပါဘဲကြီးဆိုရခံရပါတယ်ဟိုလျှောက်တီလျှောက်ပြီးရနေအစင်ပြေမဲ့ဆိုင်နေဆိုင်ရွေးပြီးတော့စထိုင်လိုက်ကြပါတယ်အပြင်ဘက်မှာတော့ကောင်မလေးတွေကအခုမြင်တဲ့အတိုင်းပဲကရဲပေါ့နော်ဒါပေမဲ့အတွင်းပိုင်းထဲမှာကြတော့ပို့ပြီးတော့အဖော်အချို့ပိုင်းပိုများပါတယ်အမှလေးဘေးရပတ်စံဟိုကြားရဲထဲဒီကြားရဲထဲပေါ့နော်အဲ့လိုမျိုးအတွင်းပိုင်းမှာတော့အခြေအနေပိုဆိုးပါတယ်အပြင်မှာကတော့အရန်တော့အဖော်အချို့မပါဘူးပေါ့ဒီတိုင်းပဲကနေကြတာပါပြီးတော့ကျွန်တော်ကောင်မလေးနဲ့ cheers လုပ်ပြီးရဲ့နောက်မှာတော့ဆရာသမားစိုးမှုခုံရောက်လာပါလေရောဗျာဆိုရီပဲလားဆိုတော့မဟုတ်ပါဘူးဘေးမှာဘဲကြီးပါရှိပါသေးရဲ့ဝါနာပါရင်ပတ်စံလေးနည်းနည်းမပိုးသွားပြီးတော့စစ်ပတ်သွားကင်လို့ရပါတယ်ကျွန်တော်လည်းအဖေအမေကြီးကိုလှုပ်ကြွေးနေတဲ့ကျေစင်လာမင်းတို့ကိုကုတို့ပါဝင်လှူဒန်းခဲ့ပါတယ်အပျော်ပေါ့ဗီဒီယိုလေးရောသမောက်ပါပဲတတာ